စားလိုက်တောင်းလိုက်အိတ်လိုက်နဲ့ပဲဝေးကြတဲ့သူတွေဒီဗီဒီယိုလေးကိုစုံလည်ပြီးကြည့်ပေးဖို့ကျွန်တော်ကအကြံပြုပါတယ်ဝေးကြဖို့ဆိုတော့အဓိကလိုအပ်ချက်ကတနေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏကိုသိရမယ်။တနေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏကိုမသိသေးဘူးဆိုရင်ကျွန်တော်ကအရင်ကတင်ထားခဲ့တဲ့ဗီဒီယိုလေးရှိပါတယ်။အဲ့ဒီဗီဒီယိုထဲမှာဝင်ရောက်လေ့လာပြီးတော့မိမိအတွက်မိမိတွက်ချက်ကြည့်လို့ရပါတယ်။ဒီနည်းလေးကအရန်လွယ်ကူတော့မလို့မိမိအတွက်မိမိအလွယ်တကူတွက်ကြည့်လို့ရပါတယ်ဗျ။မိမိကတနေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏကိုသိသွားပြီဆိုရင်တနေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏတွေကမှ300ကယ်လိုရီခန့်ကိုလျှော့စားမယ်။ဘာတွေစားရမလဲဆိုရင်အသီးရွက်တွေအသားငါးတွေဥအမျိုးမျိုးတွေကိုပူစားပေးပြီးစားမယ်။ဘာတွေတောက်အောင်လဲဆိုရင်ဒီနေ့မှာရေ3လီတာခန့်ပြေဝအောင်တောက်ပေးမယ်ဘယ်လိုအိပ်ရမလဲဆိုရင်ဒီနေ့မှာအိတ်ချိန်9နာရီခန့်တော့ပြေဝအောင်အိပ်ပေးသင့်ပါတယ်ဗျဒါဆိုရင်ဝိတ်ကြဖို့တော့အထောက်အကူပြုပါတယ်ဒါပေမဲ့မိတ်ဆွေကဝိတ်ကြမှလည်းမကောက်ဘူးကျန်းမာဖြက်လက်ခြင်းနဲ့ဆိုရင်တော့ကိုယ်လက်လှူရှာလက်ကျင်ငန်းတစ်ခုခုနဲ့တွဲဖက်ပြုလုပ်စေချင်ပါတယ်လက်ကျင်ငန်းလုပ်ဖို့အဆင်မပြေအောင်မှမိတ်ဆွေကတစ်နေ့ကိုလမ်း1နာရီခန့်ရှောက်ဖို့တော့ကျွန်တော်ကအကြံပြုချင်ပါတယ်ဗျဝိတ်ကြအောင်လည်းမကောက်ဘူးအစီပါကြကြနေဆိုရင်တော့ကျွန်တော်ခုနကပြောခဲ့တဲ့အစားအသောက်ပုံစံတွေအိတ်ချိန်တွေ slow stage cardio လိုမျိုးလမ်းလျှောက်တဲ့လက်ကျင်ငန်းတွေအပြင်အစီကြဖို့ဆိုရင်ကြွက်သားလက်ကျင်ငန်းတွေကိုတွဲဖက်ပြုလုပ်ဖို့ကျွန်တော်ကအကြံပြုချင်ပါတယ်ဗျဒါကြောင့်မိတ်ဆွေကစားလိုက်တောက်လိုက်အိတ်လိုက်နဲ့ပဲဝိတ်ကြနိုင်ပေမဲ့အစီကြဖို့ဆိုရင်တော့စားလိုက်တောက်လိုက်အိတ်လိုက်အပြင်လေ့ကျင့်လိုက်လှုပ်ရှားလိုက်ဆိုတာလေးကိုပါထပ်ပေါင်းဖြည့်ဆွတ်ဖို့အကြံပြုပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတွေအဆင်ပြေမယ်အကျိုးရှိမယ်လို့ကျွန်တော်ပြောနေပါတယ်အဆင်ပြေတဲ့အကျိုးရှိခဲ့ဆိုရင်အောက်က comment box တွေမှာမှတ်ချက်တစ်ခုရေးခဲ့ပြီးတော့အခြားမိတ်ဆွေတွေလည်းသိအောင်ပြန်လည်မျှဝေဖို့ကျွန်တော်တောင်းဆိုပါတယ်နောက်ထပ်သိချင်တဲ့ fitness နဲ့ပတ်သက်တဲ့ဗီဒီယိုတွေလေ့ကျင့်ခန်းတွေသိချင်တာရှိရင်အောက်က comment box တွေမှာရေးပြီးတော့မေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ group လေးပါအစီချဖို့ကြိုးစားနေတဲ့သူတွေကို online မှာရောအပြင်မှာပါကူညီနေပြပေးနေတဲ့ fat loss guide တယောက်ဖြစ်ပါတယ်ဗျ